Hi everybody, this is Agnes from No Sediment and today we're going to talk about orange wine. Not orange wine, but orange wine. All are ကျွန်တော်တို့တွေ white wine, red wine အကြောင်းကိုကောင်းကောင်းသိခဲ့ကြပါတယ်။ပြီးတော့ Portuguese နိုင်ငံကထုတ်တဲ့ Vinho Verde ဆိုတဲ့wine ပေါ့နော်။direct ပြန်မယ်ဆိုရင် green wine လို့ဘာသာပြန်ပေမဲ့တကယ်တော့ green color မဟုတ်ပါဘူး။အပြာရောင်ရှိတဲ့ blue wine ဆိုတာကလည်းခဏတာပေါ်လာလိုက်ပါသေးတယ်။ blue wine ကပေါ်လာပြီးပျောက်သွားပေမဲ့ဒီ orange wine ကတော့ကျန်ခဲ့ပါသေးတယ်။ orange wine ဟာတကယ်တော့စပစ်အဖြူမျိုးနေမှနေထုတ်တဲ့ wine တစ်မျိုးပါဒါပေမဲ့သူ့ရဲ့ထုတ်လုပ်တဲ့ပုံစံကစပစ်နီထုတ်လုပ်တဲ့ပုံစံနဲ့ထုတ်လုပ်တာဖြစ်ပါတယ် white wine ထုတ်လုပ်တဲ့ပုံစံကစပစ်အဖြူကိုကြိတ်ခွဲပြီးသွားလို့ရှိရင်စပစ် juice နဲ့ဒီစပစ်အခွန်တွေကိုချက်ချင်းပဲဖယ်ထုတ်လိုက်ပြီးတော့ fermentation လုပ်တာပဲဖြစ်ပါတယ် red wine ထုတ်လုပ်တဲ့ပုံစံကတော့စပစ်နီဒီတွေကိုခြွေပြီးကြိတ်ခွဲပြီးရင်ရေနဲ့အခွန်ကိုရောပြီးတော့စိန်လာပါတယ်အဲ့ဒီအခွန်ကနေပြီးတော့ဓာတ်သဘာဝတွေရရှိအောင်ဖြစ်ပါတယ်ထုတ်လုပ်သူကသူ့စိတ်တိုင်းကြကာလာအနေထားရပြီဆိုလို့ရှိရင်ရက်တန်ပြီးတော့အရေနဲ့အဖက်တွေကိုစစ်ထုတ်ပြီးမှအဲ့ဒီအရေကိုfermentation လုပ်ပါတယ်ဒါပေမဲ့ဒီ orange wine မှာကြတော့ red wine လိုပဲဒီစပစ်တီအခွန်နေသူကတော့အဆီတွေကိုအညာတန်တွေရောပါရောပြီးတော့စိတ်ပြီးတော့ fermentation လုပ်တာဖြစ်ပါတယ်ပြီးတော့ချိန်ပိုကြာအောင် skin contact ပိုရအောင်ဒီရောစိန်သားမှုကိုပို့ပြီးတော့လဲစိတ်ပြီးတော့ fermentation လုပ်ပါတယ်အခုလို့စပစ်အခွန်နဲ့အဆီတွေအညာတွေနဲ့ရောပြီးကစောဖောက်ထားပြီးတော့မှအချိန်ကန့်သက်တစ်ခုပြီးတော့မှအဲ့ဒီအရေနဲ့ဝိုင်နဲ့ပေါ့နော်ဝိုင်နဲ့အဖက်တွေကိုစစ်ထုတ်လိုက်ပြီးတော့အခုလို orange wine ကိုရရှိပါတယ်တချို့ကတော့ဒီ orange wine ကို amber wine လို့လည်းခေါ်ပါတယ် amber ဆိုတော့ပယင်းရောင်ပေါ့နော်ဒါပေမဲ့လည်းဂျော်ဂျီယာမှာထုတ်တဲ့ wine ထုတ်လုပ်တဲ့လူတွေက amber wine လို့ခေါ်ခြင်းဒီစပစ်ဒီအခွန်နဲ့ရောပြီးတော့ကစောဖောက်ပြီးတော့သူ့ရဲ့ traditional clay pot ထဲမှာထည့်ပြီးတော့ wine ဖောက်မှ amber wine လို့ခေါ်တယ်ပေါ့နော်ဒါကြောင့်မို့orange wine တိုင်းက amber wine မဟုတ်ပါဘူး amber wine ကတော့ orange wine ဖြစ်ပါတယ် All amber wine is orange wine, but not all orange wine is amber wine.